ကဲလက်ဖက်တုပ်လေးတုပ်စားမယ်ဒီနေ့ပေါ့နော်အိတ်ချင်တာနဲ့ကွယ်ကိုခံကြလို့ကိုယွန်းရလို့ပြောတဲ့ဟာတော့နော်ဘာယွန်းလဲဆိုတော့ကျမဘာလို့ပြောတော့ကဲကိုမင်းသားတက်လို့ခံကြလို့ပေါ့နော်ကိုယွန်းလို့မြန်လို့နဲ့ပေးထားတာတိတ်မွေလေးနာမည်လေးကယွန်းလို့ပေးထားတာဒီမှာယွန်းရတယ်မလေးပဲချမ်းနဲ့ပဲဘူးနဲ့ရောထားပြီးတော့မကြည့်လားဆန်းဆန်းနဲ့တုပ်မှာမသုံးကြောက်လဲပါသေးတယ်ခရမ်းကြည်ဒီကောပြီးလို့ပြီးစိမ့်ဝေးဒီမျိုးလေးအိတ်ချင်ပြားခါပြီးအိတ်ချင်ကိုချင်ဆက်ကိုတုတ်တာရောအိမ်မှာနေရတုတ်တာလေအဲ့လိုပဲတုတ်တာချင်ဆက်ကောင်းနေလားပမိုင်းနိုင်နေမှာဒီဘူးအဲ့အရန်ကောင်းနေအိတ်ချင်လဲပြည်ရလေလက်ဖက်အသားကြတော့ကြောင်တယ်လက်ဖက်အသားထည့်လို့ရှိရင်ကြောင်တယ်လက်ဖက်ကဒီဆင်းဆက်နဲ့ကြတော့တိတ်မကြောင်ကျမအကုန်ထည့်ပြီးသားလမ်းကြုံဝင်ခဲ့နော်လမ်းကြုံဝင်ခဲ့မှာတုတ်ကြည့်မယ်လက်ဖက်တုတ်ကြည့်မယ်ကောင်းတယ်ဒီလားအဲ့လိုမျိုးရုံးကတက်တယ်ကြိုက်ချင်းရတော့မတူကြအောင်တောင်းနေတယောက်လေအားကြောင့်မို့လို့ကြိုက်ချင်းနေမတူကြတာရုံးကတော့ရုံးကြိုက်တဲ့ဒီတွေရုံးကတုတ်စားအဲ့ဒါကြိုက်တယ်ဒါဆိုလို့ရှိရင်ထမင်းနဲ့စားလို့ရှိရင်အဲ့ဟင်းလောပါဒီလိုတုတ်ပြီးတော့လေထမင်းနဲ့စားအရန်ထမင်းစားဝင်ဟုတ်နော်ပစုံကြောင့်လည်းတုတ်တာပစုံကြောင့်ကအကောင်လေးတော့ပျောက်သွားတယ်စင်ဆက်လက်ဖတ်တုတ်ဖြုတ်ရတာပေါ့နော်နီးလိုက်အောင်မလေးကိုကအနီးတစ်ပေါက်ကရှင်းရှင်းတောက်ဟုတ်မယ်ကိုရဲ့ra là đi ra làm gì không giá căng à làm miêu làm bên này à giá sao cầm à xem vui đi cần này giá cầm thật được này cái này quay đây có mình đi qua được con này cứ đi qua cái xa công nhiều xa ra bỏng là phát động cái phát được là không ra bỏng con này loại đi bộ mà nhớ đang lừa nhé thì là phát được đâu bị rồi chỉ ăn lừa bài tập này chân ra bảo mà chân ra là tự đánh nhang con này cho mình vừa con cho để mà cho mình vừa đây có ngay rồi để bạn chuẩn bị chừng ngàn số ạ thì phát mà chọn nó từ là phát đa bà mà chọn con chặt mấy đồ xả mấy này sao được gì mấy lẩu à mấy này sao lại cầm hai bảo
ခွကျလို့အာนี่อะไรอ่ะกางကောင်းရဲ เปပြောတာเปပြောတာเอากันนะก่อนกันนะบ่ပြပိုင်းกันนะကောင်းတာထွက်ထိတ်ရောက်อ่ะဟိုလက်ပြရောက်อ่ะအရန်ကောင်းအရန်ကောင်းတာ